လေးကိုဆောက်မင်းတော့မင်းဟာနိုင်ပပန်းကြောက်လို့ဒီထဲတော့ဝင်တော့ဘူးဒိုင်နိုဆောခန်းနေပါဒိုင်နိုဆောခန်းရုပ်ဖွင့်ကနေပြောင်းသွားမှာကြောက်လို့ဒီကနင်းတော့ရဲ့အကောင်တွေကိုပြစ်တဲ့ဟာပတ်ဆက်ပြစ်ကြည့်လိုက်အေးလေးလေသူတို့ဟာရလေးတာပပန်းပြတ်တာတမင်ရောကြားရီရောကျွဲရီရောသေးပါ့ဆရာတူကြရမယ်တိုင်းပဲလူခိုင်တာပန်းပွေလေးမကြီးမကြောက်တော့ဘူးတတုံလေးလည်းပါလို့ဒိုင်နိုဆောလာပြီငါလေးမလိုက်တော့တကယ်အခွာပြန်နဲ့ရောက်သွားတယ်ဝါအိုးတလုံးမချဲဟိုက်တယ်1 2 3မချဒီနားမှာလည်းစာလေးရေးပြီးတော့တန်ဖုံးလေးတွေကိုထည့်လို့ရတယ်ပပန်းဒီမှာစတစ်ကီနုတ်လေးရေးနေတာပါဘာရေးမဲဆိုတာတော့လက်ဝက်ချက်ပေါ့ပပန်းရဲ့စီတောင်းလေးကိုဒီစတစ်ကီနုတ်ထဲမှာရေးထားတယ်တန်ဖုံးလေးကိုထည့်လိုက်တော့မယ်ဒီကစားခွင့်လေးကတော့တုံတုံတို့ရဲစော့ရဲ့ကစားခွင့်လေးပါပပန်းတော့မစော့တော့ဘူးပပန်းတော့အဆုံးပြုံးကြည့်ပါဆိုတော့ပပန်းပြန်มาတော့မယ်တကြ